Hello အားလုံးတာလေးဆိုပါမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရခိုင်မုန်းနေနဲ့ WhatsApp ဘက်ကိုစားပြမှာဖြစ်ပါတယ်အရင်ဆုံးဈေးရမုတ်ဖက်ငချင်းရယ်ဝက်သုံးတဲ့သားဝယ်လာပါတယ်ပြီးတော့ WhatsApp ဘက်လုပ်ဖို့အတွက်ဝက်သုံးတဲ့သားကိုအရင်ဆေးပါမယ်ဆေးပြီးလို့ရှိရင်စက်တမျိုးစားအနေငယ်နဲ့ပြုတ်ပါမယ်ပြီးတော့ငချင်းကိုအသားအလော်လိုက်တွေပပလေးလီးပြီးတော့ပြုတ်ဖို့အတွက်လုပ်ပါမယ်ဒီလိုပပလေးလီးမှာပေါ့နော်အဲ့လိုလီပူရလို့ရှိရင်စားနွဲ့နဲ့တေချာနေပြီးတော့ပြုတ်တဲ့အခါကျင်းချင်းအနှင်းငယ်ကိုထောင်းပြီးတော့ထည့်ပြုတ်ပါမယ်အဲ့လိုပြုတ်တဲ့အခါငရုတ်သီးစိမ်းကိုပါထည့်ပြီးတော့ပြုတ်ပါမယ်ဘာလို့လဲဆိုတော့အဆက်ထည့်စားနိုင်အောင်အတွက်ပါဝတ်သားပြုတ်ပြီးလို့ရှိရင်ဝတ်သုံးတဲ့သားကိုပပလေးလီးပြီးတော့ဝက်စီပဲလုပ်ဖို့တဲ့အသားကိုစားရယ်အချိုမုတ်ရယ်အကျော်မုတ်ရယ်ထည့်ပြီးတော့တမအောင်နေပါမယ်အဲ့လိုနေပြီးလို့ရှိရင်ဒဲကိုပူမှာစီမီတဲပဲနဲ့သူ့ရဲ့အသားစီထွက်အောင်ကြော်ပါမယ်စီထုတ်ပြီးနေတနိုင်လမ်းပြီးလို့ရှိရင်ဝက်စီဖက်လေးရပါပြီအဲ့လိုတစ်ဖက်ကငကြင်းဆူလာပြီဆိုရင်ငရုတ်သီးကိုထုတ်ပြီးတော့ထည့်ပြီးတော့ထောင်းပါမယ်ထောင်းတဲ့အခါမှာလည်းစားချုံမှုတွေထည့်ပြီးတော့တေချာလေးဒီလိုညက်အောင်ထောင်းပါမယ်စက်သက်ပြူကထည့်ပြီးတော့ထောင်းမှာပေါ့နော်အဲ့လိုထောင်းပြီးလို့ရှိရင်ပြုတ်ထားတဲ့ငကြင်းကိုအယိုးတေချာလေးနော်ပါမယ်အဲ့လိုနော်ပြီးလို့ရှိရင်မုတ်တီရေလုပ်ဖို့တဲ့ပတဲကောငရုတ်သီးငရုတ်ကောင်းစင်ငပိစက်သက်ဖြူတို့ကိုကျူထားပါမယ်ငပိကိုအရေးဖြောပြီးတော့9မိနစ်လောက်ကျိုးထားပါမယ်အဲ့လိုဆူလာပြီဆိုရင်အသင့်နော်ထားတဲ့ငကြင်းအသားတွေကိုထည့်ပါမယ်အဲ့လိုထည့်ပြီးလို့ရှိရင်မုတ်ဖက်အနေမြောက်ဖို့ပုံတည်ပြီးတော့ရေနေထည့်ပါမယ်ပြီးတော့ငရုတ်ကောင်းစေးစက်သက်ဖြူချင်းစိမ့်တို့ကိုထောင်းပါမယ်ပတဲကိုကြတော့ဒီလိုအနှင်းငယ်ပဲထောင်းပါမယ်အနက်ထောက်လောက်ပေါ့နော်ကဲအကုန်လုံးထောင်းပြီးလို့ရှိရင်ဒီလိုလေးရလာပါပြီကဲတစ်ဖက်မှာလည်းဟင်းရပေါ့ပွားဆူလာပြီဆိုရင်အရသာကိုဆမ်းမြည်ကြည့်ပြီးတော့စားလို့ရင်စားရှုံမှုလို့ရှုံမှုထည့်ပါမယ်ပြီးတော့စောနာထောင်းထားတဲ့စက်သက်ဖြူရဲ့ပတဲကောတို့ကိုထည့်ပြီးတော့တေချာလေးတမအောင်မွေပါမယ်အဲ့လိုမွေပြီးလို့ရှိရင်ဟင်းကိုခဏလေးတည်ပြီးတော့စူအောင်စောက်ပါမယ်အဲ့ဆိုဟင်းရပါပြီကဲနောက်ဆုံးမုတ်ဖက်အပူငရုတ်ထောင်းနည်းနည်းပင်တံပြာသီးဝက်စီပဲတို့ကိုထည့်ပြီးစားပါပြီကဲကျွန်တော်စားပါတော့မယ်ခင်ဗျာစားကြပါဦးဒါကငရုတ်ကောင်းမှု来吧。ကဲခုဆိုကျွန်တော်စားပြီးပါပြီကျွန်တော်စားကောင်းပါလေနောက်ဗီဒီယိုမှာလည်းဘာစားရမလဲဆိုတာမမေ့ပါဘူးเนาะအားလုံးကျေးဇူးပါ